မင်္ဂလာပါကျွန်တော်35မတိုင်း Unity Mobile နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမှာတော့ဒီ3သိန်းဝန်းကျင်မှာကျွန်တော်ပြည်တော်စုသမ္မတဒီမှာနိုင်ငံတော်မိနိုင်ငံတော်အတွက်တော့ပေါ့နော်ဒါအခုအသစ်ထွက်ထားတဲ့ဟာလေးပြပေးမှာပေါ့နော်ပြောင်းလေးဆိုလို့ရှိရင်ဒါဒီမိနိုင်ငံတော်အတွက်အကြိုက်ပဲ brother တို့အကြိုက် Redmi A5 ဒီကောင်ဆိုလို့ရှိရင်လူကြီးသုံးမယ် social သုံးမယ်ဆိုလို့ရှိရင် AC သုံးလို့ရတယ် screen size လည်းကြီးတယ်ပြီးသွားလို့ရှိရင်ကင်မရာပိုင်းလည်းကောင်းတယ်ကင်မရာ32 megapixel နဲ့ဒီကောင်ဆိုရင်3,3900ပဲရှိမယ်ဒါမှ RAM 4 memory 128GB နဲ့ဖြစ်သွားမယ် running official running 1ရပါပြီဒါ Google Play ဆို YouTube authorize တခါတည်းပါပြီဒါလူကြီးသုံးတာပဲဖြစ်ဖြစ်ပုံမှန် social ပေါ့နော်ပေါ့သုံးနေတဲ့သူတွေမိကြိုက်တဲ့သူတွေအတွက် Redmi A5 လေးရှိမယ်နောက်တစ်မျိုးက Redmi ကနေပဲခွဲထုတ်ထားတဲ့ကောင်လေးရှိမယ်ဒီကောင်လေးကကျတော့ Poco C81 ဒီကောင်လေးကကျတော့ design မှန်းပို့ပြီးတော့လှသွားမယ် design မှန်းနဲ့လှတယ်ဒီကောင်နဲ့ screen size ကြီးတယ်ဒါလည်း Redmi ကထုတ်ထားတဲ့ကောင်ပဲRedmi ကနည်းနည်းရိုးတယ်ဆိုလို့ရှိရင် Redmi ကထုတ်ထား Poco ကိုင်းပေါ့နော် Poco C71 လေးရှိမယ်ဒီကောင်ဆိုလို့ရှိရင် RAM 4 memory 128GB ကို3,200,000နဲ့မှ9,900ပဲကြာမယ်ဒီကောင်ဆိုလို့ရှိရင်လည်းကင်မရာတွေဘာတွေကအကုန်လုံးတူတူပဲဒီဇိုင်းလည်းအကုန်လုံးတူတူပဲ Redmi ကို logo မကြိုက်ဘူး Poco ကြိုက်တယ်ဆိုလို့ရှိရင်ဒါသုံးပေါ့နော်ဒါလည်း Redmi ပဲအဲ့အတွက်ကြောင့်မို့ Poco C71 လည်းရှိမယ်ဟုတ်ကဲ့ပါဒီလို live ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်35မတိုင်း Unity Mobile မှာ live ဝယ်လို့ရပါတယ်နော်ရတယ်